Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်ကဒီတို့စရာပေါ့နော်တို့စရာဒါဘာလို့ထင်ပါတယ်လဲကျွန်တော်တို့ရန်ကုန်ဘက်မှာတော့မစားဘူးပေါ့နော်ကျွန်တော်တို့ရွှေပန်းပင်လေအဲ့ဒီကျွန်တော်တို့ရွှေပန်းလေးတွေလေအဲ့ဒီအပင်ကိုကျွန်တော်တို့ဒီမှာစားပါတယ်ပေါ့နော်စားတယ်ဆိုတာကဘယ်လိုစားလဲဆိုတော့အစိမ်းလေးစားလို့ရတယ်လို့ပြုတ်ပြီးလဲတို့စားလို့ရတယ်ပေါ့နော်ကျွန်တော်အစိမ်းစားရတာပိုကြိုက်တယ်ပေါ့နော်အဲ့တော့ဒီမှာဘယ်လိုလဲသူကအဲ့လိုမျိုးပဲပေါ့နော်ကျွန်တော်ခုသွားပြီးနှုတ်အနုနုလေးတွေပေါ့နော်အပင်ပေါက်ကလေးတွေလုပ်ပြီးတော့ဒီလျှော်လေးတွေဘေးနာအရွက်အခွန်မာလေးတွေလျှော်မာလေးတွေကိုဖယ်လိုက်ပေါ့နော်ဖယ်ပြီးလို့ရှိရင်ဒါဒီအနေထားဆိုရင်တေချာဆေးပြီးတော့ကျွန်တော်တို့တို့စားလို့ရပါတယ်အရင်စားလို့ကောင်းတယ်နော်ကျွန်တော်တို့တို့ဆရာတစ်မျိုးရတာပေါ့နော်ဘာမှလည်းစိတ်တောက်မရှိဘူးပေါ့နော်ခါလေးကြရင်အကျော်အချင်တွေတောင်ကောင်းတယ်အကျော်တွေအတွက်ကောင်းတယ်လို့တော့ပြောကြတယ်ပေါ့နော်အဲ့တော့ဒါလေးကိုစမ်းစားကြည့်ဖို့ကျွန်တော်ပြောချင်တာပါဒီမှာပါတေချာရေစစ်တက်ဆင်ပြီးတော့ရွှေပန်းပင်ပေါ့နော်တို့စားရင်အရန်စားလို့ကောင်းတယ်ငပိချက်နဲ့တို့စားလဲစားလို့ကောင်းတယ်ကျွန်တော်တို့အရင်ကတော့စားရကောင်းမှမသိဘူးပေါ့နော်အခုစားလို့ကောင်းပါတယ်စားရပါတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြချင်လို့ပါဗီဒီယိုလေးကိုစဆုံးကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်